ဒါလေးဆိုလိုက်ယုံနဲ့အဆင်ပြေသွားတာဒါလေးဆိုလိုက်ယုံနဲ့မထင်ထားတဲ့ငွေတွေရောက်လာတာပေးစရာရှိတဲ့ငွေတွေပေးနိုင်သွားတာရစရာရှိတဲ့ငွေတွေရသွားတာရောင်းမထွက်တာတွေရောင်းချက်ချင်းထွက်သွားတာတွေအများကြီးပဲရရှိခဲ့တယ်အဲ့တော့ဘာလေးကိုဆိုတာလဲဆိုရင်ဆရာကြီးမင်းတင်ခါရဲ့ဂမ်ဘီယာအတန်နီးနော်ငွေဝင်ငွေခေါ်တန်ပေါ့နော်ငွေဝင်လမ်းလေးကိုဖွင့်ပေးတာဒါလေးဆိုဖို့အင်မတန်လိုတယ်လို့ဆရာမတို့ပြောတဲ့အခါမှာနော်ဒီတချို့မယုံတဲ့အုပ်စုကတတ်ရှိတယ်ယုံတဲ့အုပ်စုကတတ်ရှိတယ်ယုံတဲ့သူတွေထဲမှာလည်းနော် amazing ဖြစ်အောင်ရသွားတဲ့သူတွေအများကြီးပဲဆရာမနော်ဆရာမလက်တွေ့ပဲအခုလည်းပဲနော်ဒီ comment လေးကိုကြွားရမယ်ဆိုရင်တကယ့်ကိုကျေးဇူးပါဆရာမကြီးတဲ့ကျွန်တော်လူငယ်လေးတစ်ယောက်ပါတဲ့မယုံတဝက်ယုံတဝက်နဲ့တဲ့စမ်းလုံးကြည့်မိတယ်တဲ့တကယ့်ကိုတဲ့အရင်ကားထက်ပိုတဲ့အဆင်ပြေလာခဲ့ရတယ်ကျေးဇူးတင်ပါတယ်เนาะလူငယ်လေးတယောက်ဆိုတော့เนาะဒီသားလေးလှုပ်ကြည့်လိုက်တဲ့အခါမှာเนาะဘာအပူပင်မှတွေးမနေပဲနဲ့လှုပ်ကြည့်လိုက်တဲ့အခါမှာစိုးကြည့်လိုက်တာပေါ့เนาะစိုးကြည့်လိုက်တဲ့အခါမှာကိုကအရင်ကအဆင်ပြေတာတဲ့ပို့အဆင်ပြေလာတာကိုလက်တွေ့လာတာကိုချပြပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်သားလေးလည်းနေ့ရက်တိုင်းအစအရာအဆင်ပြေပါစေလုပ်ငန်းကဏ္ဍနေလည်းเนาะအဆင်ပြေပါစေငွေတွေလည်းနေ့တိုင်းအများကြီးရောက်လာပါစေလို့เนาะဆရာမဒီနေရာနေဆုတောင်းပေးပါတယ်အဲ့တော့မယုံတဲ့သူလေးတွေအတွက်တားရဲ့ comment လေးကအားအင်တစ်ခုဖြစ်ပါတယ်အဲ့တော့ကိုကဆုံးရှုံးနေတာသွားတာဘာတစ်ခုမှမရှိပါဘူးဆရာမတို့စိုးလို့ပြောကြတဲ့ကနေမှာဘယ်လိုဆိုခိုင်းတာလုံးဆိုရင်ကိုလှုပ်เสียရှိတာကိုအကောင်းဆုံးလို့ဆရာမထည့်ပြီးသားနော်အဲ့လိုလှုပ်သွားမယ်ဆိုရင်ထွင်ကားလေးကိုကြားတဲ့ကနေမှာအားတဲ့အချိန်လေးတစ်ခေါက်လောက်ရွတ်လိုက်နားတဲ့အချိန်လေးရွတ်လိုက် amazing တွေ့ရတယ်အစားအရာအဆင်ပြေတယ်ကွယ်နော်အဲ့တော့အဆင်ပြေကြောင်းကြားရတဲ့အတွက်ဆရာမလည်းအရန်ကိုမှပီတိဖြစ်ရပါတယ်လို့เนาะအဲ့တော့ကျန်တဲ့သူလေးတွေเนาะအစားအရာအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်စိုးကြည့်ရထွင်ကငါစီကိုငွေတွေအများကြီးရောက်လာပါစေငါအစားအရာအဆင်ပြေရပါလို့ဤဒါလေးကိုထွင်ကငါကားဆိုတစ်ခါဆူတောင်းထွင်ကငါကားဆိုတစ်ခါဆူတောင်းကိုလှုပ်ရှားရှိတာလေးကိုလုံးเนาะရလာပြီဆိုရင်เนาะဒီကိုနားမှာလည်းမျှဝေပေးလို့ရတယ်ဆရာမကိုလည်း comment လေးနဲ့လာကြွားပေးလို့ရတယ်เนาะအဲ့တော့ဆရာမနဲ့မှာလက်ဖွင့်ခြင်းတဲ့သူလေးတွေเนาะအပြင်တွေလက်ခံနေပါပြီ booking ယူလို့ရတယ်အပြင်တွေကတော့တဦးကို3သိန်းကျပ်ပါဖုန်းတဲ့ဆိုရင်တော့တဦးကို2000ကျပ်ပါလို့เนาะ3925645858မှာဆက်သွယ်ပြီးတော့လက်လာပါတွေဖွင့်လို့ရပါပြီ